မေ့နေတဲ့လူတွေသေတယ်လို့မျိုးမမေ့တဲ့လူတွေမသေနိုင်ဘူးတဲ့အဲ့တော့မေ့တဲ့လူမေ့သူရဲ့သေခြင်းနဲ့မမေ့သူရဲ့သေခြင်းဟာမတူဘူးလို့ပြောလိုက်တာသူကအဲ့တော့မေ့သူကဘလို့သေမှာတော့မေ့တဲ့လူဟာဆွဆွဝါသေမှာပေါ့ဟုတ်လားဘဝအကြောင်းဘာမှမသိဘူးမသိတော့ခုနပြောလို့တွေ့တာကန့်ကြီးမှုတွေကအားကြီးအဲ့တော့သေတော့မယ်လဲဆိုရောလုံးဝလက်မခံနိုင်တော့ဘူးဒါရေဘူးရဒီတိုင်းပဲပုထုဇဉ်တရားတွေကဒီတိုင်းပဲသေခြင်းကိုညှင်းဆန်ပြီးတော့ပဲသွားကြတာနော်ညှင်းလို့ရသလားသေခြင်းကဘလောက်ပဲစုပ်ကင်ထားတာကိုယ့်လက်သာကျို့ပဲ့နော်ပြက်စီးသွားလိမ့်မယ် तू ကတော့ဇွတ်အတင်းဆွဲသွားမှာနော်မရနိုင်တာကိုတားတာပေါ့နော်ဟုတ်လားဘာဖြစ်လို့ဆိုတော့မက်မောလွန်အားကြီးနေတယ်ဘုံဘုံတို့ရဲ့ဘဝတဏှာတွေကဟုတ်လားဘဝတဏှာတွေကဘယ်ချိန်မှာနော်အစွမ်းပြလဲမလို့ထင်လဲသေကနီးမှာအစွမ်းပြမှာနော်ငါမခွာခြင်းဘူးဟိုလူမျက်နှာမြင်ဒီလူမျက်နှာမြင်အကုန်လုံးပုံသေကောင်ပေါ့ဝရောက်ဘူးတယ်ဟုတ်လားသေရမှာတော့ကြောက်တာပဲအဲ့တော့ကိုကကြောက်တဲ့ခါကျတော့သူများလည်းကြောက်မယ်လို့ပဲထင်နေတာအဲ့ဒါကိုခုချိန်ထိလည်းပဲအဲ့ဒီအထင်ကိုမှန်တယ်လို့ထင်နေတော့မယ်သေမှာမကြောက်ပါဘူးလို့ပြောတဲ့လူကိုဘုံမှာသိပ်ပြီးတော့မယုံကျင်ဘူးစိတ်ကဘယ်လိုပြောနေလို့ဆိုတော့မင်းကိုမင်းတကယ်သေမယ်မထင်သေးလို့ပါနော်သေခြင်းနဲ့ဝေးနေတယ်လို့မင်းသေမှာကိုမကြောက်တာနဲ့တူပါတယ်လို့ပြောနေအာနာလို့သာမပြောတာဟုတ်လားအဲ့တော့မေ့ရော့နေတဲ့လူတွေရဲ့သေခြင်းဟာဘယ်လိုတော့နော်ဘဝတဏှာအားကြီးတဲ့အတွက်ကြောင့်ကြောက်ကြောက်ရွံ့ရွံ့ထိတ်ထိတ်လန့်လန့်တုံတုံလှုပ်လှုပ်ပဲသွားဖို့များတယ်ဟုတ်တယ်မဟုတ်လားတနည်းအားဖြင့်ကုသိုလ်ကောင်းမှုကိုမေ့တယ်ဆိုရင်အကုသိုလ်နဲ့ပဲအနေများခဲ့မှာပဲအဲ့လိုဆိုရင်နောင်တနဲ့သေရတာလည်းဖြစ်နိုင်တယ်ဒါကကြမ်းကြမ်းထမ်းထမ်းမေ့တဲ့လူတွေကြမ်းကြမ်းထမ်းထမ်းသေရမှာပေါ့နော်အဲ့တော့ तू ပြောတာလေအဲ့ဒါပဲမေ့နေတဲ့လူသေတယ်လို့မျိုးမမေ့တဲ့လူမသေနိုင်ဘူးမမေ့တဲ့လူကြတော့သေခြင်းဟာအလွန်ကောင်းတယ်သူနားလည်မှုနဲ့သွားတာ哦နားလည်မှုကိုဘာလို့ခေါ်တော့ပညာအမှန်သိတယ်ဒါစောတကတက်လို့ရတဲ့ကိစ္စမဟုတ်ဒါတောင်းဆိုလို့ရတဲ့ကိစ္စမဟုတ်နော်ငါသူ့ရန်ဖြစ်နေငါပဲပင်ပန်းမယ်ဆိုတာ तू သိတယ်ဒီအခြေအနေကြီးကို तू တုပြီးတော့ဖက်ပြိုင်နေမှာမဟုတ်ခန္ဓာကိုယ်သေဖို့လှုပ်လာပြီဆိုတဲ့ကိစ္စကိုမသေးချင်ပါဘူးလို့ညင်းလို့ရမှာလားမရဘူးဒါပေမဲ့ဘုန်းဘုန်းတို့တွေကအဲ့လောက်ရိုးရှင်းတဲ့ကိစ္စကိုပဲသိအောင်လုပ်မထားတဲ့အခါနော်တကယ်လဲသေတော့မယ်ဆိုတော့ဘာဖြစ်နေတော့ဟာဖြောင်းဆန်နေတယ်ဖြောင်းတက်နေတယ်တေဂာနီလူတွေကိုကြည့်ကြည့်လိုက်နော်အများစုကတော့မပြေမလဲပဲနဲ့ပဲသွားကြတာများပါတယ်ဟုတ်လားဒါကြောင့်ပြေလေခြင်းနဲ့ဆိုရင်ဘုန်းဘုန်းတို့ကအပမဒတရားနဲ့ကြိုတင်ပြီးတော့မလုပ်ထားမှာတော့ပြင်ဆင်ထားရမယ်ဒါဒုတိယသူနှိုင်းရှင်ပြတဲ့နှိုင်းရှင်ချက်ပေါ့နော်မေ့နေတဲ့လူတွေရဲ့သေခြင်းဟာဆိုးတယ်မမေ့တဲ့လူရဲ့သေခြင်းဟာကောင်းတယ်မေ့သူနဲ့မမေ့သူသေခြင်းမတူဘူးတဲ့အဓိပ္ပာယ်ဘယ်နှမျိုးပြောရတော့အကြံပြင်း2မျိုးနော်မေ့တဲ့လူဟာအဖန်ဖန်သေရလိမ့်မယ်မမေ့တဲ့လူဟာမသေရနိဗ္ဗာန်ကိုရလိမ့်မယ်မေ့သူရဲ့သေခြင်းဟာဆိုးတယ်မမေ့သူရဲ့သေခြင်းဟာကောင်းတယ်တဲ့သေခြင်းဆိုးရင်ဘဝဆိုးဥတည်မယ်ပေါ့နော်သေခြင်းကောင်းရင်ဘဝကောင်းကိုဥတည်မယ်ပေါ့ဒါတန်တရားလဲရအောင်မယ်ဆိုရင်ဒီတိုင်းသွားမယ်ပေါ့နော်